တမိုင်းတစ်လျှောက်အစိုးရဆုံးစစ်ခေါင်းဆောင်9ဦးနံပါတ်1အဒေါ့ဟစ်တလာဂျာမနီနိုင်ငံဟစ်တလာဟာနာဇီဂျာမနီကိုဦးဆောင်ပြီး1939ခုနှစ်ပိုလန်ကိုကျူးကျော်ရာကနေဥရောပမှာဒုတိယကမ္ဘာစစ်စတင်လာခဲ့ပါတယ်စစ်ပွဲအတွင်းလူတန်းပေါင်းများစွာတေဆုံးခဲ့တယ်လို့နာဇီအစိုးရရဲ့လူမျိုးတုံးတပ်ဖြတ်မှုကြောင့်ဂျူးလူမျိုး6တန်းခန့်အပါအဝင်လူတန်းပေါင်းများစွာစနစ်တကျဖိနှိပ်တပ်ဖြတ်ခံခဲ့ရပါတယ်ဒါကြောင့်ဟစ်တလာဟာလူသမိုင်းရဲ့အမောင်မိုက်ဆုံးခေါင်းဆောင်တွေရဲ့ကတယောက်ဖြစ်ကျန်ရှိနေပါတယ်နံပါတ်2ဂျင်ဂစ်ခန်မွန်ဂိုအင်ပါယာ7300စုအစောပိုင်းမှာမွန်ဂိုမျိုးနွယ်စုတွေကိုစုစည်းပြီးတမိုင်းမှာအကြီးဆုံးကုန်းမြင့်အင်ပါယာတွေရဲ့ကတစ်ခုဖြစ်လာမဲ့အခြေခံကိုတိစောက်ခဲ့သူပါသူ့ရဲ့စစ်တပ်တွေဟာအာရှအလယ်ပိုင်းနဲ့တရုတ်ဒေသတွေကိုသိမ်းပိုက်ရာမှာမြို့ကြီးတွေကိုဖျက်ဆီးခြင်းနဲ့လူများပြားတပ်ဖြတ်ခြင်းတွေပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့ရှေးခေတ်မှတ်တမ်းတွေမှာတေဆုံးသူရေအတွက်ချဲ့ကားထားနိုင်တာကြောင့်အတိအကျရက်ချက်ဖို့ခက်ခဲပါတယ်နံပါတ်3တီမူရစ်အင်ပါယာတီမူဟာ14ရာစုနောက်ပိုင်းမှာအာရှအလယ်ပိုင်းကနေအိန္ဒိယပါရှားနဲ့အရှေ့အလယ်ပိုင်းဒေသတွေအထိစစ်ဆင်ခဲ့ပါတယ်သူ့ကိုစန့်ကျင်တဲ့မျိုးတွေကိုပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့ပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြောင်းတမိုင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်လူတွေရဲ့ဥခေါင်းတွေကိုစုပုံပြီးမျှော်စင်ပြုလုပ်ခဲ့တဲ့ဆိုတဲ့မှတ်တမ်းတွေကြောင့်လည်းသူ့ရဲ့စစ်စင်ရေးတွေဟာနမီဆိုးနဲ့ကြံခဲ့ပါတယ်နံပါတ်4ဟီဒေဂီတိုဂျိုဂျပန်နိုင်ငံဒုတိယကမ္ဘာစစ်ကာလဂျပန်ဝန်ကြီးချုပ်နဲ့စစ်ဖက်ခေါင်းဆောင်တူဦးဖြစ်ပါတယ်သူ့ရဲ့အစိုးရလက်ထက်မှာဂျပန်ကပစိဖိတ်နဲ့အာရှတဝန်စစ်ပွဲကိုချဲ့ထွင်ခဲ့ပြီးသိမ်းပိုက်ထားတဲ့ဒေသတွေမှာစစ်တုံးပန်းတွေနဲ့အရက်သားတွေအပေါ်ရက်စက်ကြမ်းကြုတ်မှုများစွာဖြစ်ပွားခဲ့ပါတယ်စစ်ပြီးနောက်တိုဂျိုမှာစစ်ရာဇဝတ်မှုဆိုင်ရာဆွဲချက်တွေနဲ့ပြစ်ဒဏ်ချမှတ်ခံရပြီး1948ခုနှစ်မှာကွပ်မျက်ခံခဲ့ရပါတယ်နံပါတ်5ဆက်တန်ဟူစိန်အီရတ်နိုင်ငံအီရတ်ကိုဆယ်စုနှစ်ခုကျော်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့သူပါသူ့လက်ထက်မှာအီရတ်စစ်ပွဲဖြစ်ပွားခဲ့တယ်လို့1990ခုနှစ်မှာကူဝိတ်ကိုလည်းကျူးကျော်ခဲ့ပါတယ်အထူးသဖြင့်ကတ်လူမျိုးတွေအပေါ်ပြုလုပ်ခဲ့တဲ့ဓာတုလက်နက်တိုက်ခိုက်မှုတွေဟာသူ့အစိုးရရဲ့အဆိုးရွားဆုံးလုပ်ရက်တွေထဲမှာပါဝင်ပါတယ်ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်